တမျိုးလုံးမှာအမှတ်အများဆုံးနဲ့အောင်မြင်ခဲ့တဲ့စင်းရဲသားလေးတယောက်ရဲ့ဘဝဟာမီဒီယာတွေရဲ့အာရုံစိုက်မှုကိုအပြည့်အဝရရှိနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမညှို့လင်းပဲချမ်းသာကြွယ်ဝတဲ့ကျွန်တော်ရဲ့မိဘအရင်းတွေဟာလူအများကြားထဲကနေရုတ်တရက်ပေါ်လာခဲ့ကြတယ်။အရှင်ဘဝတုန်းကတော့ဒီစင်းရဲတဲ့ဘဝကနေလွတ်မြောက်တော့မယ်လို့ထင်ခဲ့ပေမဲ့တကယ်တော့ငရဲတွင်းတွေကိုကိုယ်တိုင်လမ်းလျှောက်ဝင်သွားခဲ့တာပါပဲ။မွေးစားအကိုကကျွန်တော်ဘဝကိုအဆိုးဆုံး6လန့်ခဲ့တယ်လို့မွေးချင်းအမကလည်းကျွန်တော်ကိုအသေးအလဲမုန်းပြီးခဲ့တယ်။သူတို့ရဲ့အပုပ်နတ်နန်နဲ့လူဝက်ချက်ကိုတီးသွားခဲ့တဲ့နောက်မှာတော့သူတို့ဟာကျွန်တော်ကိုတတ်ပြီးပင်လယ်ထဲပိတ်ချခဲ့ကြတယ်။ဘာတစ်တင်မှမကြမ်းခဲ့တယ်လို့ဘာတဲလွန်ဆာမှမရှိခဲ့ပါဘူး။ဒါပေမဲ့တကြောပြန်လဲမွေးဖွားလာတဲ့အချိန်မှာတော့ကျွန်တော်ဟာအနိုင်ကျင့်ခံရတဲ့အကောင်မဟုတ်တော့ဘူး။ဒီမိသားစုကိုရင်ဆိုင်ပြီးဘသူကမှကျွန်တော်အပေါ်နင်းချေဝင်မပိတ်တော့ဘူး။ဒီတစ်ချိန်မှာတော့ဘသူကမှကျွန်တော်ဘဝကိုတားဆီးနိုင်မှာမဟုတ်တော့ပါဘူး။ကင်မရာမီးဟာကျွန်တော်ရှေ့မှာတစ်ဖြတ်ဖြတ်နဲ့မနာတမ်းလင်းနေပြီးရှက်တာတန်တွေကလည်းစူညံနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲရင်းနှီးတယ်လို့သစိမ့်ဆန်တဲ့မျက်နှာတစ်ခုပေါ်လာခဲ့ပါတယ်။သူတို့ကတော့မြို့ရဲ့နာမည်ကြီးတတိကြီးတွေဖြစ်တဲ့ကျွန်တော်ရဲ့မိဘအရင်းတွေပါပဲ။တန်ဖိုးကြီးအဝတ်အစားတွေဝတ်ထားတဲ့အမျိုးသမီးကကျွန်တော်ကိုရင်ခွင်ထဲဆွဲပွေလိုက်ပြီးတားရဲ့မေမေတို့သားကိုနောက်ဆုံးတော့ရှာတွေ့ပြီလို့ပြောလိုက်တယ်။သူမရဲ့အနောက်မှာရက်နေတယ်ကျွန်တော်နဲ့ရုပ်ချင်းစင်တဲ့အမျိုးသားကလည်းကျွန်တော်ကိုနူးညံ့တဲ့မျက်လုံးနဲ့ကြည့်နေခဲ့တယ်။အတိတ်ဘဝတုန်းကလည်းမီဒီယာတွေနဲ့အင်တာဗျူးနေတော့ဒီလူနှစ်ယောက်ပေါ်လာပြီးကျွန်တော်ကိုလူပုံအလဲမှာပိုင်ရှင်လာလုပ်ခဲ့တာပါ။ကျွန်တော်ရဲ့စာမေးပွဲအောင်မြင်မှုတရင်ဟာလည်းချမ်းသာတဲ့မိသားစုပြန်လဲစုံစီတဲ့ပြပြန်ကြီးဖြစ်သွားခဲ့ရတယ်။အဲ့ဒီတော့ကကျွန်တော်ဟာတတိမရှိခဲ့ဘူး။ညင်းလာမညင်းရဲခဲ့တယ်လို့ဘာမှပြန်မပြောနိုင်ခဲ့ဘူး။ရောင်နာနဲ့ပဲသူတို့နောက်ကိုလိုက်သွားခဲ့မိတာတေတွင်းနဲ့ဆင်းနေမှမသိခဲ့ပါဘူး။ရှစ်တော့လို့ခေါ်တဲ့ငွေစားသားကအမွေတွေကိုကျွန်တော်လူယူမှကြောက်နေတာ။ဒါကြောင့်သူဟာကျွန်တော်ရဲ့အမအရင်ဖြစ်တဲ့ရှာဝါကြောင်နဲ့ပေါင်းပြီးကျွန်တော်ကိုဒုက္ခပေးဖို့ကြံစည်ခဲ့ကြတယ်။ကျွန်တော်ကမိဘတွေကိုအကူအညီတောင်းပြီးအစွမ်းကုန်ရှင်းပြခဲ့ပြီးမြဲသူတို့ကကျွန်တော်ပြောသမျှတခုမှမယုံခဲ့ကြဘူး။နောက်ဆုံးမှာတော့ရှစ်တော့နဲ့ရှာဝါကြောင်တို့ပေါင်းပြီးကျွန်တော်ကိုလောက်ကြံခဲ့ကြတယ်။မြေမျိုးကမဲ့နေရာတောင်မရှိပဲကျွန်တော်တေဆုံးခဲ့ရတယ်။အဲ့ဒီနောက်မှာလည်းကျွန်တော်ဟာမိသားစုပတ်စံတွေကိုခိုးပြီးနိုင်ငံခြားထွက်ပြေးသွားခဲ့တာလူမိဘတွေကိုလိမ်ပြောခဲ့ကြတာကြောင့်ကျွန်တော်ကိုအမွေပြန်ဆွတ်လွတ်လိုက်ခဲ့ကြတယ်။အခုတော့ကျွန်တော်ရှေ့မှာရက်နေတဲ့ဒီမိဘတွေကိုမီဒီယာတွေရှေ့မှာလည်းဖြောင်းရင်းလွတ်လိုက်ပြီးစိတ်မရှိပါနဲ့ကျွန်တော်ကမိဘမဲ့တယောက်ယောက်ပါကျွန်တော်မှဘယ်မိသားစုမှမရှိတော့ဘူး။အဲ့ဒီစကားကိုပြောလိုက်တဲ့ခဏမှာပဲကင်မရာအားလုံးဟာကျွန်တော်စီကိုလွှဲလာခဲ့တယ်။ကျွန်တော်အမေဖြစ်သူကတော့ကျွန်တော်လက်ကိုအတင်းဆွဲထားပြီးမိုးယိုပြီးပြောနေခဲ့တယ်။ဘာလို့လဲတာရဲ့မင်းကိုရှာနေတာဘလောက်တောင်ကြပြီလဲ။တားကိုစေးရုံမှာတော့အခုခံလိုက်တာပါတယ်လေ။မင်းဘယ်လောက်စိတ်ပူနေခဲ့ရလဲတည်လား။ဒီနေ့တခြားလုံးမင်းတညတော့မှကောင်းကောင်းအိတ်မပြောခဲ့ရဘူး။ခင်ဗျားတို့ကချမ်းသာတဲ့သူတွေပဲထိတ်တန်းတစ်ထေးကြီးတွေလေကျွန်တော်ကိုရှာဖို့ဆိုတာလက်ဖြောက်တစ်ချက်တီးရတယ်လို့လွယ်ကူမှာမဟုတ်ဘူးလား။ဒါဆိုဘာလို့ကျွန်တော်တမျိုးလုံးမှာအမှတ်အများဆုံးရလာတဲ့အချိန်မှာပေါ်လာရလာလဲ။မင်းတို့တကယ်ရှာနေခဲ့တာပါတာရဲ့အခုမှတားပဲပါလဲဆိုတာတင်ရတာပါ။ခင်ဗျားတို့မှမွေးစားသားရှိနေပြီပဲ။ဘာလို့ကျွန်တော်ကိုလိုက်ရှာနေသေးတာလဲ။ကျွန်တော်ကစာတော်တဲ့ကြောင်သားဖြစ်နေလို့ခင်ဗျားတို့မျက်နှာပွင့်အောင်အခုမှလာအပိုက်စီးချင်တာလား။တကယ်လို့ဒီနေ့တခြားလုံးရှာနေခဲ့တယ်ဆိုရင်သတင်းစာထဲမှာဖြစ်ဖြစ်ဒီပေါ်မှာဖြစ်ဖြစ်လူပြောကြောင်ညတစ်ခုတောင်ကျွန်တော်ဘာလို့မမြင်ခဲ့ရတာလဲ။မီဒီယာတွေကတော့အနက်ခံပြီးသွားပြီးမိုက်ခရိုဖုန်းတွေကိုအဲ့ဒီဇနီးမောင်နှမရှေ့ကိုထိုးပေးလိုက်ကြတယ်။မစ္စတာမူးနဲ့မစ္စစ်မူးခင်ဗျားတို့ကလေးကိုဘယ်လိုမျိုးအပတ်တစ်ခုရှာဖွေခဲ့တယ်ဆိုတာရှင်းပြပြီးလို့ရမလားခင်ဗျာ။နောက်ဆုံးတော့ကျွန်တော်တို့နဲ့အတူအိမ်ကိုလိုက်သွားခဲ့ပါတယ်။အမှန်တမ်းပြောရင်ဒီလောကမှာပတ်စံကလွှဲရင်ကျန်တာအားလုံးကအတူရောင်တွေပါပဲဘယ်သူနဲ့ပဲရန်ဖြစ်ပတ်စံနဲ့တော့ရမ်းမဖြစ်နဲ့လေဒါပေမဲ့အရင်ဘဝတုန်းကလိုမျိုးသူတို့ကကျွန်တော်ကိုထိန်းချုပ်ပြီးစီစဉ်သမျှကောင်းကောင်းခံမှာမဟုတ်တော့ဘူးဒီတစ်ချိန်မှာတော့မီဒီယာတွေရှေ့မှာကျွန်တော်ကအတားဆီးယူထားလိုက်ပြီးသူတို့ကျွန်တော်ကိုလာစီယာလုပ်မယ်စားကျွန်တော်အလိုကိုပဲလိုက်နေရတော့တာပေါ့ဆိုင်ကြီးတဲ့ရောက်တော့ Hellas ကရှီတော့ကိုစိတ်အားထက်သန်စွာနဲ့မိတ်ဆက်ပြီးတယ်ရှောင်းအန်ဒါကရှောင်းအန်လေတားရဲ့အကိုပေါ့အပြုံးသူမီနဲ့လက်ကမ်းပေးနေတဲ့ရှီတော့ကိုကြည့်ပြီးကျွန်တော်က Hellas ကိုထွေပြောလိုက်တယ်အော်ဒါကကျွန်တော်ရမယ့်နေရာမှာအစားထိုးဖို့ခင်ဗျားတို့ငွေစားထားတဲ့ကလေးလားသူမကအန်အောသွားပြီးပါပြန်ပြောရမယ်မသိစွတ်အားသွားခဲ့တယ်ပြီးတော့ဖာခင်အရင်ဖြစ်တဲ့မူချောင်းကိုထွေကြည့်ပြီးပြောလိုက်တယ်မိတ်ဆက်ပြီးကြောလိုက်အောင်ခင်ဗျားတို့ကျွန်တော်ကိုပိုကောင်းတဲ့ပညာရေးပတ်ဝန်းကျင်ပေးမယ်လို့ကတိပေးလို့ကကျွန်တော်လိုက်လာခဲ့တာခင်ဗျားတို့ကလူရတာတွေမဖြည့်ဆည်းပေးနိုင်ဘူးဆိုရင်ကျွန်တော်ဒီမှာဆက်နေဖို့စိတ်ကူးလုံးဝမရှိဘူးကျွန်တော်တို့ခွေခွာနေကြတာတစ်စေကြော်ပြီးဒီကရုပ်ပြည့်ကြီးရင်းနှီးပြဖို့ဆိုတာမဖြစ်နိုင်ဘူးလက်ခံနေအောင်တော့စူးစမ်းကြည့်မယ်ဒါပေမဲ့အခုချက်ချင်းကြီးမိသားစုအကြည့်တဲ့တွေပါပြီးတော့လာမလို့ပြနိုင်ဘူးပြီးတော့ခင်ဗျားတို့ကလူကိုပဲမွေးစားခွေးကိုပဲမွေးစားဘယ်နှကောင်တော့ဘယ်နှယောက်ရှိနေပါစေကျွန်တော်ကတော့အစလေးကဂရုမစိုက်ဘူးမူမိသားစုဆိုတာဒီနေ့ပဲမှာနာမည်ကြီးတယ်တော့မီဒီယာတွေရှေ့မှာတို့ရဲ့ပုံရိပ်ကိုအပြတ်မခံနိုင်ကြဘူးကျွန်တော်ကမုန်းနေအောင်အင်ဘောကနှင်းထုတ်ဖို့မရဲကြပါဘူးလူတွေအမြင်ကဘလောက်အစွမ်းချက်လဲဆိုတာတို့ကောင်းကောင်းသိနေကြတာဟုတ်လူတွေကျွန်တော်က TV ပေါ်မှာအထင်ကြီးစရာပုံရိပ်ကိုတိစောက်ပြီးတာမဟုတ်လားအဲ့ဒီစကားကိုကြားတော့မောင်နှမနှစ်ယောက်ကတော်တော်လေးဒေါသထွက်သွားကြတယ်မူရန်ကွမ်းကတော့ဘာမှမသိတယ်လို့ဟန်ဆောင်ပြီးမူချောင်ဘိုးနဲ့ Heartless ကိုအကူအညီတောင်းနေမြဲလုံးနေနဲ့လန့်ကြည့်နေကြတယ်ဇိုးနယ်နေတဲ့မင်းသမီးလေးရှားဝါချေကတော့အဲ့ဒီနေရာမှာပေါက်ကွဲသွားပါတော့တယ်ချမ်းဖန်နင်ကဘယ်သူမို့လို့ငါ့ကိုစောက်ခါရတယ်စားတော့ရုံနဲ့ဘာချစ်လဲနင်ကတနေ့တနေ့ကြားတယ်ငါ့ကိုအောင်မအလုပ်လုပ်ရမယ်ကောင်းပါနင်းစကိုပိတ်ထားလိုက်မဟုတ်ရင်နင်ကိုတသက်လုံးလူစင်မမီအောင်လုပ်ပေးမယ်နေချင်းလေးမနေချင်းအခုချက်ချင်းထွက်သွားအမိုက်ပုံတွေကလာလေးကောင်းပါဗျာငါတို့ကိုလာစီရလုပ်နေတယ်ကျွန်တော်ရဲ့အကြည့်တွေကမိဘအရင်းစီကိုရောက်သွားတယ်ဒါကခင်ဗျားတို့ပြောနေတဲ့အထာတန်းလွှားကြီးအဆုံးပါလားဒါကကျွန်တော်ရဲ့ချစ်စရာအမဆိုတဲ့တယောက်ပေါ့လူချင်းကောင်တွေကဒီလောက်တောင်ရိုင်းဆန်းဆန်းပြောတတ်ကြတာလားဖခင်တီတူကတော့တာထွက်လို့နဖူးကအကျဲတွေတောင်ထောင်နေရပြီသူကရှားဝါကျဲရဲ့ဘာကိုနားရင်းတိလိုက်ကြကြောင်သူမကစွန်းအားသွားကြရတယ်အဖေကဒီအမိုက်ကောင်တွေနဲ့တမီးကိုရိုက်တယ်ပေါ့လေငါနဲ့နင်ကအမွာတွေလေငါကအမိုက်ဆိုရင်နင်ကတော့ဘာလဲအမိုက်နဲ့တူပါလာခဲ့အပိုးပြီးစီလားဒါမှမဟုတ်တယောက်ယောက်ကိုရေးပဲပြီးစောက်ကားနေတာလားအဲ့ဒီစကားကိုကြားတော့မိခင်ဖြစ်သူကရှေ့ကိုတက်လာပြီးသူမကိုနောက်ထပ်ပါတစ်ချက်ခက်ခဲ့လိုက်ပြန်တယ်ဒါကနင်ရဲ့စောက်ချင်မကောင်းရဲ့ပါကိုဆုံးပါတာပဲရှစ်တော့ကတော့ရှားဝါကျဲရဲ့ရှေ့မှာမမမတက်ရက်လိုက်ပြီးမိဖိကျေးဇူးပြီးတော့ရတော့ပေါ့ဒါအားလုံးကကျွန်တော်ဖြစ်ပြီပါကျွန်တော်ကဒီနေ့တည်းရှောက်ကိုအကိုရဲ့နေရာကိုယူထားမိလို့ပါရိုက်ချင်ကျွန်တော်ကိုပဲရိုက်ပါသူတုံတုံရင်းနဲ့မျက်နှာတွေနေတဲ့နေရာကိုကြည့်ပြီးကျွန်တော်ကကြားဖြတ်ပြောလိုက်တယ်ခင်ဗျားကငွေစားတော့ခန်းများတဲ့အခန်းသားကြီးတွေလောက်ခဲ့တယ်လူကြားမိတယ်ခင်ဗျားမှာငွေရပါနှလုံးရောဂါရှိလို့စိတ်လှုပ်ရှားလို့မရဘူးဆိုတာမီဒီယာတွေတောင်သိနေကြတာပဲခင်ဗျားရဲ့ခန္ဓာကိုယ်ကမခံနိုင်ဘူးဆိုတာသိရတဲ့နဲ့ဘာလို့အခုလိုမျိုးတက်မြင့်တကစိတ်လှုပ်ရှားပြနေတာလဲကျွန်တော်ကိုအပြစ်ရှိသလိုခံစားရအောင်တနာကမှလုပ်ပြနေတာလားဒါမှမဟုတ်ခင်ဗျားကဒီမိသားစုမှာအစားထိုးလို့မရတဲ့နေရာရှိနေတယ်ဆိုတာကိုပြချင်နေတာလားမိဘတွေကသူ့ကိုတန်ပြမျက်လုံးနဲ့ကြည့်လိုက်တဲ့အခါသူဟာပြက်ပြက်တဲ့ညင်းတော့တာပေါ့ဟုတ်ဘူးကျွန်တော်အဲ့လိုတစ်ခါမှမတွေ့ဘူးပါဘူးမိဖိတယောက်ပြပြောတယ်ကိုမိမနဲ့ကြည့်စမ်းဒါကခင်ဗျားတို့မိသားစုပဲဘာမှမမရှိသလိုလှည့်ကြရတာတော်တော်လေးလွယ်တယ်အရင်ကမှတော့ကျွန်တော်အိမ်ထဲဝင်ချင်းပဲဒီလူမျိုးရဲ့ဆဲဆိုအချက်ခွာကြီးကိုခံခဲ့ရတာပါအရင်ဘဝတုန်းကတော့ကိုကိုပြန်ခုခံကာကွယ်ဖို့ခွင့်ရတာမရခဲ့ပါဘူးခြေကုပ်ယူနေရမရှိခဲ့တယ်လို့အစမှလည်းအထင်မြင်သေးတာကိုခံခဲ့ရတာဒါပေမဲ့ဒီတစ်ချိန်မှာတော့ကျွန်တော်ကပဲအရင်ဦးအောင်တိုက်စစ်ဆင်းပြီးသူတို့နှစ်ယောက်စလုံးကိုအေးဆက်ဆက်နဲ့ပညာပေးလိုက်တာကြောင့်မိဘတွေကတော့ကျွန်တော်ပြပါလာခဲ့ကြတယ်ဒီလူတွေနဲ့ရှေ့ရှေ့ဝေးစကားမပြောချင်တော့တာကြောင့်မိငယ်ဖြစ်သူပဲလဲပြီးကျွန်တော်ပြင်ပန်းနေပြီကျွန်တော်အခန်းပြင်ပါလေလို့မေးလိုက်တယ်အရင်ကအတိုင်းပါပဲကျွန်တော်အခန်းကအောက်ထက်ကလာအစေခံတွေနားတဲ့အခန်းဟောင်းလေးကိုပြင်ထားတာပါအဲ့ဒီအခန်းချင်းလေးကိုအချက်ကြည့်လိုက်ပြီးတော့မိငယ်ဖြစ်သူကိုအိမ်အနှံ့လိုက်ပြခိုင်းလိုက်တယ်ဒါပေမဲ့သူမဥဆောင်တာကိုမဆောင်ပဲအပေါ်ထက်ကိုတန်းတက်သွားပြီးရှီတော့ရဲ့အခန်းစီကိုတန်းတန်းမဲ့မှသွားလိုက်တယ်သူ့ရဲ့အခန်းကျဲကြီးကိုမြင်တော့ကျွန်တော်နှာခေါင်းရှုံလိုက်ပြီးသူ့အခန်းဘေးကဧည့်သည်နားတဲ့တကားဖုံကိုတွန်းဖွင့်လိုက်တယ်ရှောင်းအန်ရဲ့မိခင်ဟာရှက်ကိုရှင်ငယ်မဲ့မျက်လုံးတွေဟိုဒီရောက်နေခဲ့တယ်ရှောင်းအန်တားအိုကကျမ်းမာရေးတိတ်မကောင်းဘူးလေသူကအိပ်ပျော်ရခဲ့တယ်သူဆိုတော့သူ့ကိုအနောက်ရှောင်မချစ်စေချင်လို့ဒီအခါမှာဘသူ့ကိုမှပေးမအိတ်တာများတယ်သူမမျက်နှာလွယ်သွားတဲ့အထိကျွန်တော်ကစိုက်ကြည့်နေလိုက်ပြီးရပါတယ်ဒါကကျွန်တော်အရင်နေဟဲ့နေရတဲ့အစာပေါင်းများစွာပိုကောင်းပါတယ်အခုလိုမိသားစုမျိုးနဲ့လာဆောင်ရတာကျွန်တော်အတွက်နှက်ကောင်းမစားတာပဲဖွင့်ပါပါကျွန်တော်ကပညာသင်ဖို့လာတာပါစိမ့်စိမ်ခံဖို့လာတာမဟုတ်ဘူးဒီမှာလည်းကြာကြာမနေမှာမဟုတ်ပါဘူးကိုလည်းအကိမတင်ပါနဲ့လက်ဘဝနဲ့လက်ဖမိုးဟာကိုအသားချင်းအတူတူဆိုပေမဲ့လက်ဖမိုးကတော့လက်ဘဝလောက်ဘယ်တော့မှအချစ်မခံနိုင်ဘူးဟုတ်တယ်မလားအဲ့ဒီစကားကသူမကိုအတော်လေးထိခိုက်သွားစီပုံပဲသူမဟာငိုတော့မလို့ဖြစ်သွားပြီးစကားလမ်းကြောင်းကိုအမြင်လွဲလိုက်တယ်အေးရှောင်းအန်ဒါအရင်နေခဲ့တဲ့အိမ်လေးအကြောင်းပြောပြပါအောင်ဘယ်လိုမျိုးလဲဟင်အဖိုးကကျွန်တော်ကိုအမိုက်ပုံးထဲမှာတွေ့ခဲ့တာပါသူ့ရဲ့မိသားစုတစုလုံးကားအက်ဆီဒန့်နဲ့ဆုံးသွားခဲ့လို့သူတယောက်တည်းကျန်ခဲ့တာအဲ့ဒီနေ့ကသူဟာကိုယ်သက်ဆေးဝယ်ပြီးကိုအဆုံးစီရင်မှုလုပ်နေတာပါဒါပေမဲ့ဘတ်ကမှတောင်းပေးကဖြစ်သွားတော့အမိုက်ပုံးထဲကကလေးငိုတန်ကြားလို့ကျွန်တော်ကိုကောက်ယူခဲ့တာပေါ့အဖိုးကကျွန်တော်နဲ့ဆုံးရတာကံကြမ္မာပဲတဲ့ကျွန်တော်ရဲ့ငိုတန်ကသူ့ကိုဆက်ရှင်တန်းတဲ့စိတ်သိစေခဲ့တယ်လို့ပြောတယ်
ကျွန်တော်တို့တော်တော်ဆေးရဲခဲ့တယ်အဖိုးကအမိုက်ကောက်ပြီးအသက်မွေးခဲ့တာကျွန်တော်အသက်နဲ့သားတွေကအဖိုးနဲ့အတူပလင်ခွေတွေလိုက်ကောက်ခဲ့ရတယ်အိမ်မှာရေပိုက်လည်းမရှိဘူးခြံထဲကလည်းနှိတ်တုံးကလေးမရှိတာအဲ့ဒါတော့တင်မသုံးရဘူးဖျောင်းနိုင်တိုင်းကိုတုံးပြပေးရတယ်ဟလျက်စင်မိတဲ့အများကြီးပေါ်တတ်တာလို့အဲ့ဒါပဲသုံးခဲ့ရတယ်ရင်ထဲမှာပြစ်တက်လာတဲ့ဝမ်းနေချေခွက်မှုတွေကိုအသားလေးမျိုးချလိုက်ပြီးကျွန်တော်မျက်နှာကတော့ဘာမှမဖြစ်တယ်လို့ပဲထားလိုက်တယ်အဖိုးကဒီနေ့2026အစိုးပိုင်းမှာပဲဆုံးသွားခဲ့တာကျွန်တော်အတွက်ရန်300ခြံထားပေးခဲ့တယ်အဲ့ဒါကစာမွေးပွဲဖြီးဖို့ကြီးပဲလောင်းထားခဲ့တာပါတကယ်လို့ခင်ဗျားတို့ကျွန်တော်ကိုလာမခေါ်ခဲ့ဘူးဆိုရင်ကျောင်းလာက3နှစ်စာနဲ့စားစီးတွေအတွက်ကျွန်တော်တော်တော်လေးရုန်းကန်နေအောင်ပါအဲ့ဒါကြောင့်ပြောပါအောင်ကျွန်တော်ကကဘာပေါ်မှာအကန်ကောင်းဆုံးလို့မဟုတ်ဘူးလားဟာလက်စရောက်နောက်ဆုံးတော့စိတ်ထိခိုက်သွားပြီကျွန်တော်ကိုရင်းဝင်နေဆွဲဖက်ကရှိုက်ကြည့်နေငိုပါလို့လေမိမိတောင်းမှပါလေတားလေဒါဒီလောက်တောင်ဒုက္ခရောက်ခဲ့ရတာကိုမိမိတကယ်တောင်းမှပါလေသူမှတကယ်စိတ်မကောင်းဖြစ်ပြီးငိုနေတာကိုကြည့်ပြီးအရင်ဘဝတုန်းကလိုပဲကျွန်တော်စိတ်ပြင်းမိတယ်ကျွန်တော်ခင်ဗျားကိုအပြစ်တင်နေတာမဟုတ်ပါဘူးဒါပေမဲ့ငိုနေမယ့်အစားကျွန်တော်အရင်စားလို့ရမလားကျွန်တော်ကပုံမှန်ဆိုတစ်နေ့ကိုလက်နက်ပဲစားတာအခုတော့တကယ်ပိုက်စားနေပြီသူမဟာမျက်ရည်တွေကိုအញ្ញံတုပ်ပြီးမိဖို့တွေကိုပြပြတယ်လည်းပြီးဝင်သွားတယ်ရေတော့ရေရလားကျွန်တော်ကတကယ်ပိုက်စားနေတာပါသူမကလည်းဟင်းလုံးဝမချက်တဲ့ပဲနဲ့အိမ်ဘောကိုဘေးဖယ်ခိုင်းပြီးမိခင်ကောင်းပုံစံထားဖို့ကြိုးစားနေတယ်သူမဟိုဟိုဒီဒီနဲ့ရောင်းနှက်ဖြစ်နေတာကိုကြည့်ပြီးကျွန်တော်ပဲသူမကိုအပြင်ထုတ်လိုက်ကခောက်ဆွဲချောက်တွေပြုတ်လိုက်တယ်ချမ်းသာတဲ့သူတွေဆိုတာတကယ်ပဲနော်သူတို့စီကခောက်ဆွဲချောက်တွေတောင်တန်ဖိုးကြီးလက်ဆောင်ဘူးတွေနဲ့လာတာကျွန်တော်ခောက်ဆွဲပြုတ်နှစ်ပန်းကြီးပြလိုက်ပြီးသူမကိုတပန်းပေးလိုက်တယ်ကျွန်တော်ပန်းကြီးထဲခေါင်းဆိုင်ပြီးဖုံးစုပ်စားလို့အငမ်းမရစားနေတာကိုကြည့်ပြီးသူမမနေနိုင်တော့ပဲပြောလာတယ်ရှောင်းဝမ်းတားကယောက်ျားလေးဆိုပြီးအနေထိုင်အမှုအရာတော့ရှိတယ်လေမမရတဲ့တဲ့ထိုင်ပြီးတော့စားရတောက်တဲ့အခါမှာလေရင်ချင်းမှုရှိရမယ်လေကျွန်တော်ကတော့သူမစကားကိုနားလည်းမထည့်ပဲအစားကိုပဲဆက်စားနေပြီးခေါင်းတင်းကြီးပြန်ပြောလိုက်တယ်ဟုတ်ကဲ့မှတ်ထားပါမယ်အဖိုးအိမ်လုံးကတော့အခုလိုစားဖို့တော့ပိုက်ဆံမရှိခဲ့ဘူးထူးခြားတဲ့အားလျာတွေကြားမှာပဲအခုလိုစားရတာအဲ့ဒီစကားကိုကြားတော့ဟာလက်စားပိုးပြီးအပြစ်မကင်းတို့ခံစားရအောင်မယ်သူမရဲ့မျက်ရည်တွေကတော့ဈေးလျှော့ရောက်နေတယ်လို့ပဲတလဟောကြလာပြီးပန်းလုံးလေးတောင်တော့ပဲလောက်ရောက်ကုန်တယ်ကျွန်တော်ကတော့နွေရာသီတစ်ခုလုံးကိုအခန်းထဲမှာပဲအောင်းနေပြီးအထက်တန်းကျောင်းတင်ယူညွန့်တွေကိုပဲလေ့လာနေခဲ့ပါတော့တယ်တစ်ဖက်မှာတော့ရှစ်တော့နဲ့ရှာဝါကျဲတို့ကတော့နေ့တိုင်းအပြင်ထွက်ပါတီပွဲတွေဆန်နွဲပြီးပိုက်ဆံတွေကိုရေးသလိုတုံးဖြုံနေခဲ့ကြတယ်ကျွန်တော်နဲ့သူတို့ကြားကကွာခြားချက်ကအထင်ရှားစနေတော့မူချောင်ဝိုနဲ့ Hotlet တို့ဟာကျွန်တော်ပေါ်ပို့ပြီးအကောင်းမြင်လာကြတာပေါ့မူရန်ကွာနဲ့ရှာဝါကျဲတို့ကတော့ခလီးစိမ်မကောင်းကြသေးဘူးသူတို့ပြောပါနေကြတဲ့အချိန်မှာအရာအလုံးကိုမေးလျော့နေကြတာကြောင့်ကျွန်တော်တို့စာပေါ်မှာပဲအာယုံဆက်ဖို့ငင်းချင်တဲ့အချိန်တွေရခဲ့တာပေါ့ဘယ်သူမှတော့ပြင်ပန်းမကြိုးစားကြပါဘူးဒါပေမဲ့ဒီလူဖွဲ့စည်းကရလက်ကိုပဲကြည်လာလိကျွန်တော်ရဲ့အနာဂတ်အတွက်ဒီအယူဆိုးလာတဲ့စစ်ပွဲကိုခေါင်းပုံပေးတိုက်ခိုက်ရရုံပဲရှိတော့တယ်အာသွင်းခွန်ဆိုင်စူးစမ်းဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိဘူးလေအကြောင်းမဖွင့်ကလေးမှာပဲမိဘနှစ်ပါးကကျွန်တော်စီလာပြီးစကားပြောကြတယ်အကြောင်းမရှိပဲဘယ်သူမှဒီလောက်ထိလာပြီးကောင်းမပြောကြဘူးလေဟုတ်ပါသူတို့ကကျွန်တော်ကိုထိတ်တန်းအထက်တန်းကျောင်းမှာရထားတဲ့နေရာကိုဆွတ်လွတ်ပြီးဟိုနေရောက်နေသူရိုးရိုးကျောင်းမှာပဲတက်စီချင်နေကြတာအရင်ဘဝတုန်းကအတိုင်းပါပဲကျွန်တော်စာစူးစမ်းတာကိုမြင်ရင်ဟိုပြင်းနေတဲ့နှကောင်လဲစာစူးစမ်းလာလိမ့်မယ်လို့သူတို့ကရိုးအားသွားနေယုံကြည်နေကြတာပြီးတော့အဲ့ဒီနှကောင်ကိုထိတ်တန်းကျောင်းထဲဖို့ဆိုတာငွေပုံဩပေးရမှာလေကျွန်တော်ကိုရိုးရိုးကျောင်းပို့လိုက်ရင်တော့တပြားမှမကုန်ဘူးပေါ့စီဝါရေးသမားပြီးသားလိုက်ပုံများလူတိုင်းရှိမှနေကနန်းကောင်းစက်နဲ့တွက်ချန်နေကြတယ်ကျွန်တော်ချက်ချင်းပဲညှင်းလိုက်တယ်လုံးဝမဖြစ်နိုင်ဘူးကျွန်တော်ဖြောင်းညှင်းလိုက်တာကြောင့်မိဘနှစ်ပါးစလုံးမျက်နှာပြတ်သွားကြတယ် Hotlet ကအရင်စပြောတယ်ရှောင်းအန်မိမိကတားကိုယုံကြည်ပါတယ်ရိုးရိုးကျောင်းမှာပဲတန်ရင်တော့တားကအမက်ကောင်းနေရမှာပါမိမိစုံစမ်းကြည့်ပြီးအဲ့ဒီကျောင်းကတက်ကတော်ဝင်းဝင်နှုံးကလေတော်တော်လေးကောင်းပါတယ်ဒါနည်းနည်းလောက်ထည့်မစင်စားပေးနေဘူးလားတော်တော်ကိုရဲနေလွန်းကြတာပဲအရင်ဘဝတုန်းကတော့ကျွန်တော်ဘောအချင်းမြင်နေကြတာကြောင့်ဒီလိုတောင်ရင်ကြီးကြီးမပြောခဲ့ကြဘူးရိုးရိုးကျောင်းကိုပဲတွားရမယ်လို့အမိန့်ပေးခဲ့ကြတာကျွန်တော်မှဘာပြောခွင့်မှမရှိသလိုအဲ့ဒီကျောင်းကဆရာတွေကလည်းအမိုက်တွေပါပဲစာတင်ကြားမှုပတ်ဝန်းကျင်ကလည်းတေးနေသလိုတင်ကြားနှုံးကလည်းထိတ်တန်းကျောင်းတွေနဲ့ယူရှင်ရင်မိုင်းပေါင်းမှဆိုနောက်ကျနေကြတာအရေးသွင်းတွေကိုအလားဖြုံးပြပြတာနဲ့အတူတူပါပဲဒါကြောင့်ကျွန်တော်လည်းအဖေကတော့ခိုင်းမနေသေးပဲကျွန်တော်ပြောပြီးပြီပဲခင်ဗျားတို့ကျွန်တော်ကိုစနစ်တကျပညာပေးမယ်လို့ကတိပေးခဲ့လို့ဒါခင်ဗျားတို့နောက်လိုက်လာခဲ့တာဖခင်တို့ကတော့စိတ်မရှိတော့ငါတို့ကတားရဲ့သဘောထားကိုမင်းနေတာလीအခုလိုရန်တော်နေစရာမလိုပါဘူးကျွန်တော်ရဲ့သဘောထားကတော့မရဘူးဆိုတာပါပဲတမျိုးလုံးမှာအမှတ်အများဆုံးရတဲ့ကျောင်းသားကိုရိုးရိုးအထက်ကန်းကျောင်းပို့ချင်တယ်ဆိုတာခင်ဗျားတို့ရဲ့ရုပ်တွေကိုကျွန်တော်လုံးဝနားမလည်နိုင်ဘူးဆိုဖာပေါ်မှာအပျော်ပန်းမှနေလေပြင်းလီကျောင်းသား2ယောက်ကိုကျွန်တော်လမ်းကြည့်လိုက်တယ်ကျွန်တော်ကသူတို့ကိုစာကြိုးစားလာအောင်လုပ်ပေးနိုင်မယ်လို့ခင်ဗျားတို့တကယ်ထင်နေတာလားသူတို့နွေရာသီတစ်ခုလုံးကိုအလကားဖြုံးပြီးခဲ့ကြတာစာတစ်လုံးတော့မဖတ်ခဲ့ဘူးသူတို့စီကနေဘယ်လိုစီကမ်းမျိုးကိုခင်ဗျားတို့မျှော်လင့်နေတာလဲကျွန်တော်ကအဲ့ဒီရိုးရိုးကျောင်းကိုလိုက်သွားမယ်ဆိုရင်သူတို့ကကျွန်တော်ကိုဆွဲတင်ပေးမှာလားဒါမှမဟုတ်ကျွန်တော်ကသူတို့နဲ့သူနှိမ့်မွန်းသွားမှာလားအခုခေတ်မှာကျူရှင်ဆရာတွေကအဲ့လောက်တောင်ဈေးကြီးနေလို့လားခင်ဗျားတို့ကစာမှုပဲပြင်ဆင်တဲ့တင်တန်းတွေတော့မတတ်နိုင်တာလားဒါမှမဟုတ်ကျွန်တော်ကိုလုံးဝကိုအလိုမရှိတာလားတဝက်တစ်ပြက်နဲ့ပြန်ရောက်လာတဲ့ကလေးကအောင်မြင်မှုတွေယူလာပြီးခင်ဗျားတို့မျက်နှာပွင့်အောင်လုပ်ပေးမှာမလို့ချင်တာလားရှာဝါကျဲကတော့ဒါကိုငင်းခံမနေတော့ဘူးချန်ဖန်နင်းကဘာလဲငါနဲ့ငါကအဖေနဲ့အမေကိုအဆက်ခွဲနေပြီနင်းတယောက်တည်းကပဲမိသားစုကိုကုန်းတက်လောင်ရုံနိုင်တယ်လို့ပြောချင်တာလားနင်းကိုတခုပြောပြမယ်အဲ့ဒီစာတော်တဲ့ပုံစံဖားနေတာကိုရက်လိုက်စမ်းအပေါ်လေးပဲငါမိသားစုကချမ်းသာပြီလားငါကြိုက်တယ်လို့သုံးမယ်ငါစာမှုပဲတခုမှမအောင်ရင်တော့အဖေနဲ့အမေကငါနဲ့ငါကိုတက်တက်လုံးရှာကျွေးနိုင်တယ်ဒါကြောင့်အသားနီးစားမှာသူမကကျွန်တော်ကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်ပြီးနှက်ခေါင်းရှုံနေတယ်ရေးပိုက်တော့မရှိတဲ့တောသားကများအဲ့ဒီအဖိုးကြီးကနင်းကြောင့်ပဲဒုက္ခရောက်ပြီးတေးသွားနေတာနင်းကလမ်းမေးမှာတောင်းစားပြီးတရအောင်မှာအေးခဲပြီးတေးရမယ်ကောင်အဲ့ဒီအချိန်မှာပဲကျွန်တော်အုံနောက်ထက်ကအကျော်တစ်ခုဖြတ်ခနစ်ပြတ်သွားလို့ခံစားလိုက်ရတယ်ကျွန်တော်ကိုဒီလောက်ထိထိန်းထားပြီးတဲ့စိတ်ရှင်မှုတွေဟာကောက်ရောသမျှနိုင်လို့ကျိုးပြတ်သွားခဲ့ပြီကျွန်တော်တတိပြန်ဝင်လာတဲ့အချိန်မှာတော့ရှာဝါကျဲကချမ်းပြေပေါ်မှာလဲကျနေပြီးနှာခေါင်းကသွေးတွေတစီစီထွက်နေကြတာသူမကကျွန်တော်ကိုကြောက်တဲ့ကြားနဲ့မော့ကြည့်နေကြတာကျွန်တော်လည်းလက်ထဲမှာတော့ကော်ဖီစကောက်ပေါ်မှာမှန်ပြားကအကြီးကြီးကိုချစ်ချစ်ပါပါစုံနေရမှာမူးချောင်နဲ့ဟက်လက်ဆိုကကျွန်တော်ကိုအားကုန်တားထားကြရတယ်ရှစ်တော့ကတော့အယုတ်တွေလိုပဲကြောက်လန့်ပြီးကြောက်ရွံ့ဖြစ်နေကြတယ်ကျွန်တော်ကြောပြမှာလည်းချွေးစီတွေထွက်နေခဲ့ပြီတကယ်လို့ဒါသူတို့မတိုင်းကျွန်တော်ရှာဝါကျဲကိုအတီးတတ်ဖြစ်မှာပဲမူးချောင်ကကျွန်တော်လက်ထဲကပြားကွက်ကိုအတင်းလူလိုက်တယ်ဟက်လက်ကတော့တကူလုံးတောင်းရင်နေပြီးကျွန်တော်ကိုဖတ်ပြီးတောင်းပန်စကားတွေတွတ်တွတ်ဖြိုပြီးငိုနေခဲ့တယ်ကျွန်တော်သူမကိုတွန်းထုတ်လိုက်ပြီးရှာဝါကျဲကိုငုံကြည့်လိုက်တယ်အော်ခင်ဗျားတို့နှစ်ယောက်ကမှမောင်နှမအရင်တွေဖြစ်မှာပါပြီးတော့ကျွန်တော်ရဲ့မိမအရင်တွေကိုအေးဆက်ဆက်ကြည့်လိုက်တယ်ဘာလို့ကျွန်တော်ကိုပြန်ခေါ်လာခဲ့တာလဲကျွန်တော်ကဒီမိသားစုမှာတူစိမ့်မယ်ကျွန်တော်ရဲ့အကြည့်တွေကဟန်ဆောင်စားဖြစ်တဲ့ရှစ်တော်စီကိုရောက်သွားတယ်ရှစ်တော်မင်းမောင်ပေါ်မှာဒီလောက်ကြီးရန်သူလိုသဘောထားစရာမလိုပါဘူးကျွန်တော်တက္ကသိုလ်တက်ရတဲ့ဒီကနေထွက်သွားမှာမင်းအမွေတွေကိုလူကိုကျွန်တော်မှစိတ်ကူးမရှိဘူးဒီမှာရှိသမျှအရာအားလုံးကမင်းအပိုင်တွေပဲငါကတော့ဒါတွေကိုအစားတွေကဂယုမဆိုင်ဘူးမင်းပြောကမှန်းတယ်ငါကမှုမိသားစုဖြစ်ဖို့မတန်ဘူးငါရဲ့မျိုးယူနာမည်ကချမ်းပဲကျွန်တော်လက်ထွက်သွားပြီးအခန်းထဲကိုဝင်သွားခဲ့တယ်ကျွန်တော်ရဲ့နောက်ကျောပုံကြီးဟာဝိညာဉ်ကင်းတဲ့လူလိုခြောက်ကန်နေခဲ့တယ်အခန်းအပြင်မှာကနေမူးချောင်ဝင်းရဲ့တောထားကြီးမင်းမြန်းစာတွေကိုကြားနေရပြီမယ်ကျွန်တော်ဘက်ကတော့ဘာမှပြောစရာမရှိတော့ပါဘူးကျွန်မသူ့မျက်နှာကတော့မကြည့်ချင်တော့ဘူးကျွန်မပြောတာဘာမှလို့လဲသူလုံးဝပြန်မလာတဲ့ဘူးသူအဲ့ဒီမှာနေသေးသွားတင်တာသူကပြန်မလာရင်အကိုကွန်ဒီလောက်ထိစိတ်ဆိုးမှာမဟုတ်ဘူးဒါတွေအားလုံးနှက်ပြတွေပဲဖြတ်ခနေရက်လိုက်တဲ့ဘာရင်တိုင်းတစ်ချက်ထွက်ပေါ်လာပြီးအဲကန်တခုလုံးစုပ်ပြတ်တိတ်ဆိတ်သွားခဲ့တယ်ကျောင်းဖွင့်ပြီးဒုတိယနေ့မြောက်နေပါတယ်ကျွန်တော်ရဲစခန်းကိုရောက်သွားခဲ့ရတယ်ရန်ပွဲခုတွင်မှာအတဲမောင်တယောက်ရဲ့မျက်လုံးကိုဖောင်းတိတ်နဲ့ထိုးမိခဲ့လို့ပါပဲကျွန်တော်ကရိုးရိုးကျောင်းကိုမသွားဘူးလို့ညင်းခဲ့တာကြောင့်မိဘတွေကငွေအများများအလူငွေထည့်ပြီးရှိတော့နဲ့ရှာဝါကျဲတို့ကပါထိတ်တန်းကျောင်းမှာကြားဖြတ်ကျောင်းသားတွေဖြစ်ထည့်ပေးခဲ့တာသူတို့၃ယောက်စလုံးကိုဘာလို့အတင်းတွဲထားခြင်းနေကြတာလဲဆိုတာကျွန်တော်ဘယ်တော့မှနားမလည်နိုင်ခဲ့ဘူးကျွန်တော်ကဂုံထူးတန်းကိုရောက်သွားပြီမယ်နောက်တစ်နေ့ကျောင်းစင်းချိန်မှာပဲအထက်တန်းစီနီယာ၃ယောက်ကလေကားရင်မှာကျွန်တော်ကိုဝိုင်းတာပြီးဆက်ကြီးတောင်းကြတယ်ကျွန်တော်ကလည်းပေးမှာမဟုတ်တာကြောင့်ရန်ပွဲကပူကြီးသွားခဲ့တာပေါ့တချင်တီးဘူးလာတဲ့သူဆိုတာဘာမှမဆိုလို့ရတယ်လေဒါကြောင့်ကျွန်တော်လည်းလက်လွန်သွားခဲ့တယ်ရုံငင်ဆန်ခတ်ဖြစ်နေတော့တယောက်ရဲ့မျက်လုံးကိုထိသွားခဲ့တာပါဒီလိုကိစ္စမျိုးဖြစ်လာပြီဆိုရင်ကျောင်းကဖုံးပြထားလို့မရတော့ဘူးသူတို့ရဲတွေကိုခေါ်လိုက်တယ်လို့ငါကမိဘတွေကိုလည်းချက်ချင်းအကြောင်းကြားလိုက်ကြတယ်
ရဲစခန်းရဲ့လူသွားလိုက်မှာရှာဝါကျဲကခါထောက်ပြီးကျွန်တော်မျက်နှာကိုလက်ညှိုးထိုးကအော်ဟစ်နေတော့တာပဲနင်းကမိဘတွေကိုဂုံကအောင်လုပ်ပေးမယ်သူမဟုတ်လားအခုတော့နင်းလွတ်ရလိုက်ပြီပေါ့နင်းကပြဿနာရှာလိုက်ကောက်ပဲနင်းကဒီလောက်ထိပြဿနာအုံးမဲတည်ငါတို့နင်းကိုလုံးဝပြန်မခေါ်လာသေးဘူးဒီနေ့တော့လူမျိုးလုံးကိုထိုးတယ်မနေ့ပြန်ကြရင်လူတက်တော့မှာလားရှိတော့ကတော့သူ့မျက်လုံးတွေကကြီးနေတဲ့အရေးအယောင်တွေကိုဖုံးကွယ်မထားနိုင်တော့ဘူးချန်ဖန်ငါက range လို့ပြောတာမဟုတ်ဘူးဒါပေမဲ့အဖေနဲ့အမေကမင်းပေါ်အများကြီးမျှော်လင့်ထားကြတာမင်းဘယ်လိုမျိုးလာမျိုးလုပ်နိုင်ရတာလဲဒါကတော်တော်လေးစိုးရင်ရတယ်တကယ်လို့ကိုဘက်ကခွင့်မလို့ဘူးဆိုရင်မင်းတကယ်ထောင်ချသွားလိုက်တယ်သူရဲ့အကြည့်တွေကမိဘတွေစီရောက်သွားတယ်ကျွန်တော်တို့သူတို့ကိုပတ်စံပေးပြီးကြေးခဲရတယ်ထင်တယ်တကယ်လို့ရှောင်းအန်သာထောင်ချသွားရင်သူ့ရဲ့တက်ကတော်ဝင်ခွင့်ကလာသွားပြီပဲအဖေဖြစ်သူကတော့စိတ်ပြက်လက်ပြက်နဲ့ကျွန်တော်ကိုကြည့်နေတယ်မင်းဘာဖြစ်နေတာလဲအားလို့ဒီလောက်တော့ဒေါသကြီးနေရတာလေသူတို့ကဆဲရုံပဲဆဲတာလေဘာဖြစ်လဲတစ်ချက်လောက်အပတ်ခလိုက်ရင်မင်းတေသွားမှာမဟုတ်ဘူးအားလို့ဒီလောက်လောက်လာတာလေသူတို့ကကျွန်တော်ကိုပတ်စံတောက်တယ်လမ်းတွေကအမိုက်ကောက်လို့ဆဲတယ်ပြီးတော့ကျွန်တော်ခေါင်းကိုနေရနဲ့ဆောင်တယ်အဲ့ဒါကိုကျွန်တော်ကညှင်းခံရမှာလားသူတို့ကျွန်တော်ကိုနင်းကြတာကိုအယုံမရှိတဲ့လူဖြစ်တဲ့ခေါင်းကိုညှင်းခံရမှာလားဘာလို့လဲရှိတော့ကမင်းမောင်ကြုံပြီးကျွန်တော်ကိုစူပလိုက်တယ်ရှောင်းအဲ့ဒါကမင်းအမှားပဲမင်းဘာမှားခဲ့လဲဆိုတာပြန်စဉ်းစားတင်တယ်ဘာလို့သူတို့ကတခြားသူတွေကိုမဟုတ်ပဲမင်းတို့မှရွေးပြီးအနိုင်ကျရတယ်အဲ့ဒါမင်းကြောင့်ပဲဖြစ်ရမယ်သူစကားတော့မဆုံးသေးဘူးကျွန်တော်ရှေ့ကိုတိုးသွားပြီးသူ့ပါကိုအားရပါရရိုက်ချလိုက်တယ်ရိုက်တန်းဟာရဲစခန်းလူသွားလဲတလန့်လုံးဟိန်းထွက်သွားတော့တာပဲဘာလို့ငါကတခြားသူတွေကိုမဟုတ်ပဲမင်းတို့မှရွေးရရတာလဲမင်းဘာမှားခဲ့လဲဆိုတာတိတိကျကျပြန်စဉ်းစားကြည့်လိုက်တော့ရှာဝါကျဲကကျွန်တော်စီပြေးဝင်ဖို့လုပ်ပြီးမူချောင်ကိုကလန့်တားထားတယ်ချန်ဖန်မင်းငါရှိတယ်ငါအကိုကိုရိုက်တယ်ပေါ့မင်းတော်တော်လေးလက်လက်နေပြီရှစ်တော့က heartless ရဲ့အနာမှာပေါင်းနေပြီလက်တစ်ဖက်ကပါကိုအောက်ကတုံးရင်းနေခဲ့တယ်သူလေတနာစရာမျက်လုံးတွေက heartless ကိုချက်ချင်းစိတ်ထိခိုက်သွားစေတာပေါ့သူမကကျွန်တော်ကိုပြစ်တင်တဲ့အကြည့်နဲ့ကြည့်ပြီးသူကတားရဲ့အကိုလေးဘယ်လိုမျိုးသူ့ကိုအဲ့ဒီလိုလုပ်ရတယ်လဲအခုချက်ချင်းသူ့ကိုတောင်းမှလဲစမ်းကျွန်တော်သူမကိုစိတ်ကြည့်ပြီးပြန်မိလိုက်တယ်ကျွန်တော်ဘာလို့တောင်းမှရမှာလဲသူကိုလည်းပဲပြောခဲ့တာလေကိုကိုပဲအကြောင်းပြရှာပါတယ်သူများကိုပဲအပြစ်မတင်နဲ့မူချောင်ကိုဟာဒေါသထွက်လို့မျက်နှာတွေတော့ညီရဲနေပြီသူကကျွန်တော်ကိုလက်ညှိုးထိုးပြပြီးရဲရရှိပဲကိုလှည့်ပြောလိုက်တယ်အရာရှိကြီးဒီကိစ္စကိုဥပဒေအတိုင်းသာလုပ်ပါဒီလိုကလေးမျိုးကိုသင်ခန်းစာပေးတင်တယ်မဟုတ်ရင်သူဘယ်တော့မှနောင်တမရမှာမဟုတ်ဘူးစိတ်မပူပါနဲ့သူကစာရွက်ပေါ်မှာပဲကျွန်တော်တားဖိနေတာပါကျွန်တော်ဘက်ကဘာအာနာမှတုံးပြီးကူညီမှာမဟုတ်ဘူးရဲအရာရှိကခေါင်းညှို့လိုက်ပြီးဒေါသထွက်နေတဲ့မှုမိသားစုကိုကြည့်ပြီးမေးလိုက်တယ်မင်းနာမည်ကမှုလူလားမို့လားရှာဝါကျဲကကြောင်းအားနဲ့ဟုတ်ပါတယ်ကျွန်မဘာလို့ဖြေလိုက်တယ်ရဲအရာရှိကသူမကိုလက်ဟန်ချီဟန်နဲ့ခေါ်ပြီးငါနောက်လိုက်ခဲ့ပါဦးမင်းကိုမေးစရာရှိလို့ကျွန်တော်ကိုဝိုင်းတိုက်ခိုက်တဲ့လူ၃ယောက်ထဲကတစ်ယောက်ရဲ့အိတ်ကထဲမှာခောက်ထားတဲ့လက်ကိုရဲတွေကရှာတွေ့တာပါပြီးတော့နောက်တစ်ယောက်ရဲ့သက်ဆိုချက်အရာသူတို့ရဲ့ရွေးချက်ကကျွန်တော်ကိုသင်ခန်းစာပေးဖို့ဆိုတာရှင်းနေပြီအဲ့ဒီအချိန်တွေကလုံးဝပြောင်းလဲသွားနေတာပေါ့ဒါရှိတဲ့ကောင်ကအဲ့ဒီဓာတ်ကသူ့ဟာမဟုတ်ဘူးတခါမှတော့မမြင်ဘူးပါဘူးလို့သူကအတင်းညင်းနေခဲ့တယ်ဒါပေမဲ့သူ့ရဲ့ကြောင်းဝတ်ဆောင်အိတ်ကထဲကိုအဲ့ဒီဓာတ်ဘယ်လိုရောက်နေလဲဆိုတာကိုတော့သူဘယ်လိုမှရှင်းမပြနိုင်ခဲ့ဘူးအရင်ဘဝတုန်းကရိုးရိုးအထက်တန်းကျောင်းမှာကျောင်းတွေအနိုင်ကျင့်မှုတွေကနေ့စဉ်လိုလိုကြုံတွေ့ခဲ့ရတာပါဒါပေမဲ့ရှစ်တော့နဲ့ရှာဝါကျဲယူကဒီလောက်ထိမြင်မြင်ဆန်းဆန်းလှုပ်ရှားလာလိမ့်မယ်လို့တော့ကျွန်တော်မထင်ထားခဲ့ဘူးကျောင်းတော်မဖွင့်သေးဘူးသူတို့ကတော့အရင်အတိုင်းရုံညံ့တဲ့နီလန်းခေါင်းတွေနဲ့ကျွန်တော်ကိုဒုက္ခပေးဖို့ကြံစည်နေကြတော့မယ်ဒီတစ်ချိန်မှာတခုတည်းသောကွာခြားချက်ကတော့အနိုင်ကျင့်ခံရမယ့်သူကပြန်လဲတိုက်ခိုက်ခဲ့တာပါပဲအမှန်အတိုင်းပြောရရင်အဲ့ဒီကောင်ကအပြစ်မရှိပါဘူးခောက်ထားကတကယ်တော့သူ့ဟာမဟုတ်ဘူးရုံညံ့ဆန်ခက်ဖြစ်နေတော့ကျွန်တော်ကိုယ်တိုင်သူ့အိတ်ကထဲကိုခိုးထည့်ပေးလိုက်တာပြီးတော့အဲ့ဒီကောင်ရဲ့မျက်လုံးကိုထိုးမိခဲ့တာကလည်းကျွန်တော်တမင်တကာလုပ်ခဲ့တာပါမတော်တဆဖြစ်တယ်လို့မျိုးပုံဖော်ခဲ့တာပေါ့ဒီကိစ္စကိုကျွန်တော်ကအကြီးကျယ်ဖြစ်သွားအောင်လုပ်ဖို့လိုအပ်နေတာလीအပြစ်ဖေးယုံလောက်နေ့ရက်3ရက်လောက်ဆွေးနွေးဆုံးမယုံလောက်နေတော့ဘာမှထူလာမှာမဟုတ်ဘူးရေအောင်မှာပုံခိုးနေတဲ့ငါးကြီးတွေကိုဆွဲထုတ်ဖို့ဆိုရင်တော့ဒီပြဿနာကိုဘယ်လိုမှတိတ်တဆိတ်ဖြေရှင်းလို့မရအောင်အကြီးကျယ်လုပ်ပြမှာဖြစ်မှာပါ